အောင်ကစစ်တပ်တို့ကဆင်းလာလားခင်ဗျဟုတ်ကဲ့ကျွန်တော် DSA 54ရပါခင်ဗျာကိုပိုင်နံပါတ်ကဘယ်လောက်လဲခင်ဗျာကြီး6136ပါဗျနေဇက်ဒေတာကိုဘိုးကြီးဘယ်တော့မှဘယ်လိုရောက်လာတာလဲခင်ဗျဒီနေဇက်ဒေတာရောက်တာတော့ဒါရပ်ပိုင်းပဲရှိပါသေးတယ်ပေါ့ဒါပေမဲ့ကျွန်တော်ရခင်ပုံအောင်ပြီးတော့နေရတာတော့10ရက်ဝန်းကျင်လောက်တော့ရှိပါပြီဘယ်တက်ကထွက်လာတာလဲခင်ဗျကျွန်တော်ခရီးကန်ဒေတာတိုင်းစစ်ဌာနချုပ်ခမရ928မိုင်းပြင်းမြို့နေရပါခင်ဗျာဘိုးကြီးအခုလိုဘာကြောင့်စစ်တပ်ကိုစွန့်ခွာခဲ့တာလဲခင်ဗျတမတော်ဆိုတာကတိုင်းပြည်ကိုကာကွယ်ပေးရမယ်တိုင်းပြည်ရဲ့ကောင်းကျိုးပဲလူလားရမယ်ပေါ့နော်အခုကတော့ပြည်သူလူထုကိုအကြမ်းဖက်တပ်ဖြတ်တာတွေနောက်ဆုံးဘုံသီးတွေပိုင်းနဲ့ပြစ်ခတ်တာတွေကဒါကျွန်တော်ဘလို့မှလက်မခံနိုင်တာကြောင့်ကျွန်တော်ထွက်လာတာပါဟုတ်ကဲ့ဘိုးကြီးကအခုဒီနေရာရောဘယ်လိုရောက်လာတာလဲမြန်မာနိုင်ငံအကျိုးအတွက်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေပေါ့နော်ဒီအဖွဲ့အစည်းတွေကကျွန်တော်ကူညီပြီးတော့ဆောင်ရွက်ပေးတာပါကျွန်တော်လည်းအသက်ပေးကြီးလည်းလမ်းမှာကြုံခဲ့တယ်ပေါ့ဒီဝိုင်းဝန်းပိတ်ဆို့ပြီးတော့ဒါကျွန်တော်တို့ KT ကနေဖမ်းဆီးတာတွေလိုက်လံပြစ်ခတ်တာတွေပေါ့နော်ဒီလိုမျိုးတွေရှိပါတယ်ကျန်တဲ့အဖွဲ့တွေလည်းဒါထိရွာတဲ့အဖွဲ့တွေလည်းရှိပါတယ်အခုဘယ်အဖွဲ့အစည်းဒေသမှာရောက်နေတာလဲခင်ဗျ CRPH နဲ့ပတ်သက်တဲ့ညီနိုင်ဆောင်ရွက်နေတယ်ပေါ့အဖွဲ့အစည်းတွေရဲ့ဒေသမှာပါပဲအဲ့တော့ဘိုးကြီးပါဆက်လုပ်မလဲခင်ဗျတမတော်တွေကိုဝင်ရောက်တဲ့အချိန်မှာအာဏာရှင်စနစ်ကိုမရှိတော့ဘူးလို့သတ်မှတ်ပြီးတော့ကျွန်တော်တို့ဝင်ခဲ့တာပါဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲကျွန်တော်တို့တဲ့သူနှစ်တခုနီးပါးဖြတ်တန်းလာတဲ့ဒီမိုကရေစီရေးမှာရုံးမာတဲ့ဟိုနော်စစ်ကောင်းဆောင်အချို့ရဲ့ဆုံးဖြတ်ချက်တွေတောင်ကျွန်တော်တို့အာဏာရှင်စနစ်ကပြန်ပြီးတော့ပေါ်ထွန်းလာပါတယ်မျိုးသက်တစ်အများအပြားလဲဆုံးရှုံးရတယ်မြန်မာနိုင်ငံအကျိုးအတွက်ကျွန်တော်အမှန်တရားဘက်ကနေပြီးတော့ကျွန်တော်ရဲဝံရက်တည်မှာတက်မတော်ထဲမှာအများစုသဘောထားကဘိုးကြီးဘယ်လိုပြောနိုင်မလဲလက်ရှိမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ဒါဗျာကြီးတွေကသိရတယ်စစ်တီပိုင်းတွေကြတော့အတန်းပညာနေပါလာရဲ့နောက်ပြီးတော့ဒီအင်တာနက်ကိုကောင်းကောင်းမွန်မွန်အသုံးမချနိုင်ရင်ကြောင့်တချို့တွေကတော့မသိရှိပါဘူးအမိန်ပေးတဲ့လူကတော့အပေါ်အမိန်ပေးတဲ့ထားအောက်ကပိုင်းတွေကဘာကြောင့်အဲ့လိုဒီလောက်ကြီးပြင်းပြထန်ထန်ချေမှုန်းနေတယ်လို့ထင်လဲဒါနိုင်ငံတကာစံနှုန်းတွေရဖြိုခွင်းမယ်ဆိုရင်လည်းကျွန်တော်တို့မသေးသေးနိုင်လောက်တဲ့နေရာတွေကိုဒါပြစ်ခတ်တာလို့လောက်ကမှာအဲ့မဲ့သူတို့ကလူကြီးကိုအကြမ်းဖက်အမြင်ဖြစ်အောင်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့လုံခြုံရေးအဖွဲ့တွေကိုအဲ့လိုအမြင်တွေဖြစ်အောင်သူတို့ရိုက်သွင်းထားတာပါအများစုအမြင်မှာမတရားဘူးဆိုတော့မြင်တယ်ဒါပေမဲ့ဒီမတရားဘူးကိုပေါ်ထုတ်နိုင်ဘူးအောက်မှာရောအပေါ်မှာတိုင်းပြည်အတွက်ဆိုပြီးတော့မှားယွင်းတဲ့အယူဆတစ်ခုရောက်နေတာဗျကျွန်တော်တို့စစ်တပ်မှာကဖြစ်နေတာတစ်ခုကဒီလောက်ရမှားတယ်ဆိုတဲ့အရာကိုအထက်ကိုတင်ပြလို့မရဘူးအထက်ကဒီဥစ္စာကိုလုပ်ကိုလုပ်ခိုင်းနိုင်ရင်ဒီဥစ္စာကိုကျွန်တော်တို့အောင်မြင်အောင်လုပ်ရမယ်ဒီဥစ္စာမှားနေပါတယ်ကျွန်တော်မလုပ်နိုင်ဘူးပြောရင်လားဓာတ်တက်ရေးနောက်ပြီးတော့ pressure တွေများစွာပေးပြီးတော့ထောင်ကျအေးအေးယူတာတွေဖြီးကိုလုပ်နေတဲ့အတွက်ကြောင့်ဟိုလက်ရှိနေပြည်မှာကင်တွယ်နေရတဲ့ခေါင်းဆောင်တွေကမှားတယ်ဆိုတော့တီးတီးနဲ့ပဲလုပ်နေကြတာပါအဲ့ဒါကြောင့်မလို့လေတချို့ဆိုကျွန်တော်တို့လူတွေရရှိတယ်ဒီလို CDM ဆိုတဲ့အရာတွေမှာပါဝင်လာတာပါဘိုးကြီးလိုလူမျိုးစစ်တပ်ထက်မှာရာခိုင်နှုန်းအပြင်ပြောမယ်ဆိုဘယ်လောက်ရှိတယ်ထင်လဲဖြစ်နေတာကိုသိတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်လည်းမယုံထွက်နိုင်ဘူးအမှားလို့မြင်တဲ့လူတွေဒီ85ရာခိုင်နှုန်းကျော်ဖို့ပဲရှိပါတယ်အောက်ကိုမရှိပါဘူးဗျလက်နဲ့မဲ့အရသာပြည်သူတွေကိုစနိုက်ပါနဲ့ပစ်တဲ့ကိစ္စကိုဘိုးကြီးဘယ်လိုမြင်လဲခင်ဗျစနိုက်ပါတော့သူကအဓိကတော့ရန်သူဘက်ကလက်နက်ကြီးပါတော့နောက်ပြီးတော့ကျွန်တော်စနိုက်ပါတူစနိုက်ပါပြန်တယ်ပစ်ခတ်ဖို့နောက်ပြီးတော့ရန်သူဘက်ကခေါင်းဆောင်တွေကိုပစ်ခတ်ဖို့ဒါကတော့ဟိုတက်မတော်တိုင်းမှာပေါ့အဲ့လိုမျိုးထားကြတာစနိုက်ပါရဲ့ကြည်စံဒီကျွန်တော်ရိုးကြည်စံနဲ့ဘယ်လိုနည်းနည်းလေးရန်အားပူပြင်းတယ်ပူပြင်းတဲ့အတွက်ကြောင့်သူကထိရောက်တယ်ပေါ့အဲ့ဒါကိုသူတို့ကလူလူကိုပစ်ခတ်လိုက်တဲ့အချိန်မှာခေါင်းတွေပွင့်ပြီးတူးကြတော့လူလူကကြောက်တတ်ပြီးတော့ဒါကိုမထွက်လာတော့ဒီတစ်ခုကိုသူတို့ကရည်ရွယ်တာမြန်မြန်ဆန်ဆန်ပြီးသွားမယ်ပေါ့ဒီဥစ္စာတွေဒါပေမဲ့သူတို့ထင်တယ်လို့မဖြစ်ပဲနဲ့အခုကလူတွေကပူပြီးတော့မှဒါတွေကိုနာကြီးပြီးတော့ပူလောက်လာကြတယ်သူတို့ရည်ရွယ်ချက်မအောင်မြင်ဘူး CRPH က Federal Army ပေါ်ပေါက်ဖို့အတွက်သူတို့စ조사နေရတယ်ရှိတယ်နောက်ဒီတိုင်းသားတွေကလည်းတပ်ပေါင်းစုဖွဲ့ပြီးရင်ဆိုင်မှုဆွေးနွေးနေကြတာရှိတယ်အဲ့တော့တိုက်ပွဲတွေဖြစ်လာမယ်ဆိုရင်ဘလို့အခြေအနေလေးဖြစ်လာနိုင်လဲတိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Federal တပ်မတော်ဘက်ကပဲအနိုင်ရမယ်လို့ပဲကျွန်တော်မြင်ပါတယ်ဒီအာဏာရှင်တွေဘက်ကနေပြီးတော့တပြေးပြေးနဲ့ဒူရင်အားလက်နက်အင်အားဒီဟိုနေရာဒေသအချို့တွေမှာအနည်းငယ်ပဲရှိပါတော့တယ်တပ်မတော်ထဲမှာအခုစစ်တီအင်အားစုစုပေါင်းဘယ်လောက်ရှိလဲခင်ဗျကျွန်တော်တို့လူ CDM လုပ်တဲ့သူတွေခွင့်မဲ့ပြက်ကွက်ဖြစ်နေတဲ့သူတွေတည်ဆုံးတဲ့သူတွေဒီလိုမျိုးတွေနဲ့ဖြစ်နေတယ်ကျွန်တော်တင်တာတော့3သိန်းကျော်ဝန်းကျင်လောက်ပဲရှိနိုင်တယ်ဗျတိုက်ပွဲတွေဖြစ်လာမယ်ဆိုရင်တပ်မတော်ထဲမှာရှိတဲ့တပ်သားတွေအရာရှိတွေဟာတယောက်မကြံသေးတဲ့အထိပြန်တိုက်မလားဒါမှမဟုတ်ဘယ်လိုပုံစံမျိုးပြောင်းလာမယ်လို့ဘိုးကြီးထင်လဲအခုနေတိုက်ပွဲဖြစ်တယ်ဆိုရင်စကန်တစ်ခုကိုဝင်တိုက်တယ်ဆိုရင်အရင်တော့လိုမျိုးကြံ့ကြံ့ခံပြီးတော့မစုံတန်းတိုက်မယ်ဆိုတဲ့သူဒီအနည်းငယ်ပဲရှိပါတော့တယ်တကယ်တမ်းဖြစ်လာရင်စွန့်ခွာမဲ့သူဒီများပါတယ်ဗျလက်ရှိတပ်မတော်တွေကအရာရှိပိုင်းတွေ Federal Army ဘက်နဲ့လာပြီးပူးပေါင်းမဲ့အနေအထားတွေရှိလားရှိပါတယ်ဗျရှိပါတယ်ဘိုးကြီးလင်းထက်အောင်ဗာများပြောချင်ပါသေးတယ်ခင်ဗျာတိုက်ပွဲဝင်နေကြတဲ့အနေနဲ့ရဲကမြန်မာနိုင်ငံအတွင်းကမျိုးသက်တဲ့လူငယ်တွေရောအကုန်လုံးမှာအားမလျှော့ကြပါနဲ့ဆက်လက်ပြီးတောက်ခံထားပေးကြပါလာအနေငယ်အတွင်းမှာပဲကျွန်တော်တို့အောင်ပွဲတစ်ခုရမှာပါ